မဟာရှိုက်စီထဲမှာအလုံးလုံးနေတဲ့မြန်မာ3ယောက်ကိုထိုင်းလူမျိုး2ယောက်ကတနက်နဲ့လာရောက်ပြစ်ခတ်သွားတဲ့သတင်းကိုစပယ်ကပြန်လည်မျှဝေပြီးမှဖြစ်ပါရဲ့ရှင်။ဖြစ်စဉ်ကဒီမြန်မာကောင်လေး3ယောက်ကစမှုစာခိုးမဟာရှိုက်စီထဲကဟင်းဒီမြတ်ဆိုင်မှာအလုံးလုံးတဲ့ဝန်ထမ်းတွေဖြစ်တဲ့ပြီးတော့သူတို့ဆိုင်ရှိမှာဝက်သားရောင်းတဲ့ဆိုင်တစ်ဆိုင်ရှိတယ်။သူတို့3ယောက်နဲ့ဒီဝက်သားရောင်းတဲ့ဆိုင်ရှိရဲ့သားနဲ့စကားရှိတဲ့ပြောရင်းနဲ့စကားများကြတယ်အဲ့ဒီအချိန်မှာဒီဝက်သားရောင်းတဲ့ဆိုင်ရှင်ရဲ့သားကသူတငယ်ချင်းတစုနဲ့ဒီကောင်လေး3ယောက်ထဲကတစ်ယောက်ကိုထိုးကျိတ်ခဲ့တယ်ဒါကိုဒီကောင်လေး3ယောက်ကမကြည်နဲ့တဲ့အတွက်ရဲစခန်းမှာသွားပြီးတော့အမှုဖွင့်ခဲ့တယ်အဲ့ဒါကိုလည်းဒီထိုင်းလူမျိုးဖြစ်တဲ့နိုင်ကွန်ဆိုတဲ့လူကလည်းမကြည်နဲ့ဘူးအဲ့ဒီအတွက်သူတို့3ယောက်ကသူတို့နေတဲ့တိုက်ခန်းဒုတိယထပ်မှာဒီတိုင်းပဲထိုင်ပြီးစကားကြီးပြောနေတဲ့အချိန်မှာပဲနိုင်ကွန်ဆိုရဲ့သူကသူ့တငယ်ချင်းတယောက်ကိုခေါ်ပြီးတော့သူတို့နေတဲ့ဒုတိယထပ်ကိုလာပြီးတော့တနတ်နဲ့ဖိခတ်ခဲ့တယ်ဒီလိုနဲ့တယောက်ကရှစ်တောက်မှာတန်ရာအပြင်းထန်ရသွားတယ်နောက်ထပ်2ယောက်ကလက်မောင်းတွေမှာတန်ရာတွေအများကြီးရသွားခဲ့တယ်ပတ်ဝန်းကျင်ကလည်းဒီတနတ်တန်တွေကြားတဲ့အချိန်မှာရဲစခန်းကိုအကြောင်းကြားရဲရဲတွေကလည်းရှက်ရှင်မဲ့ရောက်လာခဲ့တယ်ဒီချိန်မှာတွေးအိမ်ထဲမှာလဲနေတဲ့သူတို့ကိုအမြန်ဆုံးစေယုံပို့ခဲ့တယ်ပြီးတော့သူတို့ရဲ့အခန်းထဲမှာဒါပေါက်စိန်တွေတန်ကျူးတွေလည်းရှိတယ်ရဲတွေကပြောတာကဒီရဲ့ပစ္စည်းတွေကသူတို့ကတခြားသူကိုတိုက်ခိုက်ဖို့လားဒါမှမဟုတ်ရင်ကိုခုခံကာကွယ်ဖို့လောက်တာလားဆိုတာကိုသူတို့ကစစ်ဆေးမေးမြန်းသွားမယ်လို့လည်းပြောတယ်ဒီတရက်ခန့်นี้ဖြစ်တဲ့နိုင်ကွန်နဲ့သူ့ရဲ့တငယ်ချင်းကလည်းအခုလိုမျိုးပြစ်ခတ်ပြီးတော့ကားပေါ်တက်ပြီးတော့ထွက်ပြေးသွားခဲ့တယ်လို့သိရပါတယ်ဒီမြန်မာကောင်လေး3ယောက်ရဲ့ထိုင်းတတိမှသူပြောတာကဒီကောင်လေး3ယောက်ကတစ်ဖက်ကဝတ်သားရောင်တဲ့ကောင်လေးနိုင်ကွန်ကိုသူများတွေရဲ့မိန်းမတွေနဲ့လိုက်ပြီးတော့အိတ်တယ်ဆိုပြီးတော့အဲ့လိုမျိုးသွားပြောခဲ့တယ်အဲ့လိုမျိုးပေါ့နော်ဒီတိုင်းပဲအတင်းတုတ်တာပေါ့ယောက်ျားကြီးဖြစ်ပြီးတော့အတင်းတုတ်တာပုံစံမျိုးပေါ့နော်သွားပြောခဲ့တယ်အဲ့ဒီကောင်ကြီးကလည်းစိတ်ဆိုးပြီးတော့ပေါ့နော်အဲ့လိုမျိုးစကားများခဲကြရဲလို့ပြောတယ်ဒီလိုပုံမှန်လေးပဲစကားများရုံပဲပေါ့နော်ဒီလောက်ထိဖြစ်သွားမယ်လို့လည်းသူမထင်ထားဘူးလို့ပြောခဲ့တယ်ဖြစ်စဉ်လေးကတော့ဒီလောက်ပါပဲရှင်တရခဏရောက်ကိုလည်းဥပဒေတိုင်းအရေးယူသွားမယ်လို့သိရပါတယ်ကိုကသူများနိုင်ငံမှာအလုံးလာလောက်တာဖြစ်တဲ့ကိုကဧည့်သည်အဲ့ဒီအတွက်သူများနိုင်ငံမှာအဆက်ဆက်ရဆင်ကျင်ပြီးတော့ဂယုတဆိုင်နေကြပါလို့ပြောရှင်းပါတယ်အခုလိုမျိုးသူများကိုလည်းဟုတ်တယ်ဖြစ်စေမဟုတ်တယ်ဖြစ်စေသူများကိစ္စကိုနဲ့မဆိုင်ကိုကိစ္စလည်းမဟုတ်ဘူးဝင်မပါပါနဲ့ပါဇက်လည်းမတရမ်းကြပါနဲ့လို့ဒီကနေပြောချင်ပါတယ်အခုလိုမျိုးကိုမြန်မာကြီးဖြစ်သွားတော့ကိုလည်းစိတ်မကောင်းဘူးပေါ့နော်အဲကြောင့်မလို့သူများနိုင်ငံမှာနေလို့ရှိရင်အဆက်ဆက်ရဂယုဆိုင်ပါလို့မလိုအပ်တာကိုမပြောနဲ့ပြဿနာကိုမရှာပါနဲ့လို့ပဲပြောချင်ပါရဲ့ရှင်ဒီအခုဖြစ်ပျက်သွားတဲ့ပြဿနာကြီးအတွက်လည်းဒီတရက်ခန့်2ယောက်ကိုတိတိကျကျအရေးယူသွားစေရှင်ပါရဲ့ဒီအမှုလေးကတော့ဒီလောက်ပါပဲရှင်